စေအီအီလေးနဲ့ငပုံသားဟင်းလေးရပြီငပုံသားဟင်းရဲ့အသက်ကဒီလိုအနှစ်သူကအနှစ်ကပို့ပြီးအရသာရှိတယ်ငပုံသားဟင်းချက်ရင်လေအနှစ်များများနဲ့မှဒီလိုမျိုးလေးစားလို့ရမ်းကောင်းတယ်ဒီလိုခေါင်းလေးတွေဖြုတ်ထားတဲ့အခါကျတော့ခေါင်းလေးဟင်းထဲမှာမရှုပ်တော့ဘူးပေါ့နော်ဒီလိုဥလေးနဲ့ဆိုတော့ငပုံသားပို့ပြီးအရသာရှိတယ်ဒါငပုံသား1000မို့ချက်ထားတာပေါ့နော်တကယ်လို့စိုက်မှာတွားဝင်ရင်ဒီက1000ပို့ပဲရမယ်နော်ကဲဒါငပုံသားကင်တော့မယ်အဲ့တော့အရင်ဦးဆုံးဒီကြီးကွန်လေးတွေရှိတယ်အဲ့ဒီကြီးကွန်လေးတွေထိုးမယ်ဒါငါးကင်ရင်အပြင်ထွက်ပြီးကင်လိုက်တယ်လွတ်လွတ်လပ်လပ်ကင်ချင်လို့ပေါ့နော်သူကဒီလိုအကြီးကွန်လေးတွေကိုထိုးလိုက်တယ်အဲ့တော့ဒါအကြီးကွန်ကိုအရင်ထိုးလိုက်တယ်အကုန်လုံးပေါ့နော်ပြီးရင်အဲ့ကြီးကွန်တွေထိုးပြီးသွားရင်ရေဆေးမယ်ကြီးကွန်ကိုပြောင်းရေဆေးမယ်ရေကို2ခါလောက်ပေါ့နော်ပြောင်းဆေးလိုက်တယ်အဲ့အကြီးကွန်ထိုးပြီးတော့ဘိုက်တွေမဖောက်သေးခင်မှာရေတွေကိုတန့်စင်နေအောင်ဆေးပြီးသွားတဲ့အချိန်မှာဒီပေါ့ဒီနှကမ်းမွေးညှက်ချင်လဲညှက်မညှက်ချင်လဲဆွဲဖြုတ်လို့ရတယ်ပေါ့နော်လက်နာနေလို့ဆိုရင်ညှက်လိုက်ဒီလိုညှက်လိုက်မယ်အဲဆွဲညှက်လိုက်ပြီးတော့ကိုကတော့ဒီကဟာကိုလေဆွဲဖြက်လိုက်တယ်ဆွဲဖြဲပြီးတော့ဒီမှာသူ့ရဲ့လေဒီဘဟက်တွေကိုဒီလိုဆွဲပြီးတော့ဆွဲထုတ်လိုက်ဘဟက်တွေကိုဆွဲထုတ်ပြီးတော့ဒီတော့သူ့ရဲ့ဒီအတွင်းကလေဥလေးတွေကိုလိုမျိုးအသားလေးဆွဲထုတ်လိုက်တော့ဥပါတဲ့အတွက်ကြောင့်မို့လို့ဥရဲ့အနောက်မှာလေတခြားအညစ်အကြေးတွေကမရှိတော့ဘူးလိုမျိုးလေးဆွဲထုတ်လိုက်တယ်ဒီလိုခေါင်းကစားကျင်လဲစားမစားကျင်ဒီခေါင်းကြီးကိုလှီးပြီးတော့ထုတ်လိုက်ကိုရီကတော့ခေါင်းကိုမစားကျင်လို့ဒီခေါင်းကြီးကိုညှက်ထုတ်လိုက်ဒီမျိုးတော့ခေါင်းတွေကပြုတ်ပါညာဆိုလှုပ်ရှုပ်လို့လေညှက်ထုတ်လိုက်မယ်ပြီးရင်အမြင့်ကိုလည်းညှက်ထုတ်တယ်ဒါလေးတွေလည်းညှက်ထုတ်လိုက်တယ်ခေါင်းကိုဘာလို့ဖြုတ်လိုက်တာလဲဆိုဟင်းချက်တဲ့အချိန်မှာခေါင်းတွေပြုတ်သွားတော့ပါဆိုလှုပ်ရှုပ်တယ်ကိုကလေဟိုဟင်းချက်ရောင်းတာမဟုတ်တဲ့အတွက်ကြောင့်မလို့ခေါင်းမထဲတော့ဘူးဟင်းချက်ရောင်းနေဆိုင်နေကြတော့မပုံသားကိုခေါင်းလေးပါထည့်ရတာပေါ့နော်ကိုရတော့ခေါင်းကြီးကိုလူကြီးဖြုတ်ချလိုက်တယ်အဲ့လိုနင်းနေပဲဒါဟိုကလောက်လာလိုက်မယ်ပေါ့နော်စစုံကတော့မှဒီຢာတွေကအကုန်လုံးပြောင်းစင်နေအောင်ဆေးထားလိုက်ပေါ့နော်ဒါခေါင်းလေးပါဖြုတ်ပြီးတော့ပေါ့နော်ထိုင်လာလိုက်တာအကုန်လုံးခုထပ်ပြီးတော့ဒါရေးဆေးလိုက်အဖွာလေးပေါ့နော်သူဖွာလေးဆေးလိုက်တယ်သူ့ရဲ့အတွင်းမှာဒီမှာတော့ဥတွေပါတဲ့အတွက်ကြောင့်မို့လို့ဒီဥရဲ့အနောက်မှာလေသူအညစ်အကြေးဆိုတာဘာမှမရှိတော့ဘူးစွမ်းသွားဆွဲထုတ်ပြီးသွားပြီဆိုတော့လေအဲ့တော့အပြင်ရန်လေးကိုပဲလူတန့်ရှင်းနေအောင်ဒါဆေးလိုက်မယ်ဒါဆိုရင်ဒါငပုံသားကင်ပြီးသွားပြီပြီးရင်ဒါရေစစ်ပြီးတော့မှစားစွန်းနဲ့အချိုမောက်ကုန်နေလိုက်မယ်ပေါ့နော်ပြီးရင်စနွင်းထည့်မယ်ကြောလာလိုက်တာခုဒီနေလေးဖြစ်လာပြီပေါ့နော်ဒီချက်တော်နေလေးကလည်းအနက်လေးကမှုေးလာပြီဆိုတော့မှစုပ်ကြီးရည်လေးထည့်လိုက်မယ်ဒီစုပ်ကြီးရည်လေးကိုလေတော့ဝက်လောက်ပေါ့နော်ခံသွားအောင်မီးပုံကခဏထားမယ်အားကြောင့်လဲဆိုတော့ဒီငပုံသားရဲ့သဘောကရေတွေအများကြီးနဲ့ချက်လို့မရဘူးသူကရေတွေအများကြီးနဲ့ချက်ရင်ဘာဖြစ်နိုင်လဲဆိုရင်ငပုံသားတွေကြီးကုန်အားကြောင့်မို့သူကမီးနဲ့ထည့်တာနဲ့ချက်သွားတဲ့ငါးမျိုးစားဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုထည့်လိုက်တဲ့ရေကိုတော့ဝက်လောက်ခံအောင်နည်းနည်းလေးချက်လိုက်အောင်ချက်ပြီးတော့မှငါးထည့်မယ်ပြီးရင်သူ့ကိုဖုံးလေးပိတ်ပြီးတော့ခဏတင်ထားလိုက်မယ်တင်လာလိုက်တာအခုဒီမှာဒီအနေလေးဖြစ်နေဒီအနေလေးဆိုတာကဒီအနှစ်လေးတွေကလည်းနည်းနည်းလေးဣလာပြီပေါ့နော်အဲ့ဒီအနေရောက်တော့မှငါးကိုထည့်မယ်သူကအနှစ်မနိုးကြီးငါးထည့်ရင်ငါးတွေကြေသွားတာပေါ့နော်ဒါငပုံသားချက်ရင်အဲ့သဘောတရားရှိတယ်
ဆုံးကစားစနွေးနဲ့ထားတဲ့ငပုံသားတွေကိုထည့်လိုက်ပြီသူဖြည်းဖြည်းချင်းပေါ့နော်ဒါလေးဟိုလုံးမယ်ခဏသူ့ကိုအရသာဝင်သွားအောင်လို့ပေါ့နော်ခဏအုပ်ထားလိုက်မယ်ဒီငါးကိုနေတော့ကစားစနွင်းကလုံးဝကိုကွက်တိဖြစ်အောင်နေထားလိုက်တာပေါ့နော်အဲကြောင့်ဘာမှထပ်မထည့်တော့ဘူးငါးတွေကအချိုထွက်လာတဲ့အချိန်နဲ့ဆိုရင်ဒါအတော်ပဲငပုံသားချက်ရင်တော့အနှစ်များများစီများများချက်မှသူကအရသာရှိတယ်စီနှမျောပြီးတော့ငပုံသားဟင်းချက်ရင်စီနှမျောရင်ငပုံသားဟင်းချက်စားလို့မရဘူးသူစီများများလေးမှာဘယ်လိုလဲဆိုတော့အဲ့ဒီအနှစ်လေးကိုနေစားလိုက်ရင်ငပုံသားရဲ့အချိုအရသာနဲ့သူ့အနံ့နဲ့တမင်တအားမိန်တာလေအဲကြောင့်ငပုံသားချက်ရင်လည်းချက်နည်းရှိတာပေါ့နော်သူ့အဲ့လိုပြောနော်ဖြည်းဖြည်းချင်းတည်လာလိုက်တာသူဒီနီလေးဖြစ်သွားပြီဆိုရင်ဒါသူ့မထိုးတော့ဘူးတဲ့ထိုးရင်ကြေကုန်မှဆိုလို့လူလေးပဲလှုပ်ပေးလိုက်အဲ့ဒါမှစီနေရင်ချက်လို့မရဘူးစီများမှသူကအဲ့လိုစီများတော့မှစီနဲ့အဲ့အနှစ်လေးနဲ့နဲထမင်းနဲ့နေစားအရသာရှိရလေဟိုဒီတိုင်းဆိုငပုံသားကြီးကအရသာမရှိဘူးစားလို့မကောင်းဘူးနော်ဟိုဒီနေလေးဖြစ်နေပြီဒါမျိုးပုံမှာနောက်ထပ်ဟိုလောက်ပဲတည်လိုက်မယ်3မိနစ်လောက်ပဲတည်ပြီးသွားရင်ဒီအိုးကဒါချလို့ရပြီကဲဒါနောက်ထပ်3မိနစ်လောက်ထားပြီးသွားတဲ့အချိန်ကဒီအနေလေးပေါ့နော်ကဲဒါဆိုရင်ဒါကြက်ပြီအောက်လေးမှာလေးနည်းနည်းလေးကတ်တဲ့အနံ့လေးရနေတူးတဲ့အနံ့မဟုတ်ဘူးနည်းနည်းလေးကတ်တဲ့အနံ့လေးအဲ့ဒီအနံ့လေးပေါ်တော့မှဒီဟင်းလေးကပိုပြီးအရသာရှိတာတူးဝိုင်းတော့အရသာမရှိဘူးပေါ့နော်ဒါဆိုဒီဟင်းကဒါကြက်ပြီချလို့ရပြီ